Khalo toasa jide ne Chinese style hot pot. Hello Pipi ba. ဖွင့်ထားတာမကြသေးတဲ့ Chinese style ရှောင်းကောဟော့ပေါ့ကိုဖိဖိရုံကအမားတွေနဲ့သွားစားကြည့်ခဲ့ပါတယ်။စိုင်းနေရလေးကတော့မော်တင်ကလှဲတန်းလန်းအပေါ်ဘလောက်မှာပါ။စပယ်ဝိုင်းလေးတွေကျဲတော့ဟော့ပေါ့စားရတာကြဲကြဲဝန်းဝန်းရှိတာကိုတော့သဘောကျပါတယ်။အပေါ်တက်လေးမှလည်းစားလို့ရပါတယ်။အပေါ်တက်မှာလဲဆော့ဖားလေးထားပြီးထားတော့အပေါ်တက်မှာပဲဆက်စားအောက်ထက်မှာပဲဆက်စားအဆင်ပြေပါတယ်တခြားဟော့ပေါ့ဆိုင်တွေလိုပါပဲအရေးကမာလာတုံရမ်းနဲ့ကြက်ပြုတ်ရည်ဆိုပြီးတော့ option 3ခုရှိပါတယ်ဆက်မီနူစားခြင်းတဲ့လူတွေအတွက်လည်းကြက်ဝက်အမဲသားကိုမာလာဆက်နဲ့အသားလွှာဆက်ဆိုပြီးတော့ခွဲပေးထားပါတယ်ဈေးနှုန်းလေးတွေကလည်း1500နေရာနေစပြီးတော့အသားလာဆိုလို့ရှိရင်3000 3500 5500အထိရှိပါတယ်။ဖူဒီလေးရွေးချယ်လို့ရအောင်မီနူကတ်ကိုတေချာလေးရိုက်ပြပေးထားပါတယ်။ဒါကတော့ sauce ဘာလေးပါ။အချင်းလေးကတော့နောက်ထပ်တစ်မျိုးလို့ option ထပ်ထည့်ပေးထားမယ်ဆိုရင်တော့ပိုအစီပြင်ပါပါ။အေးကလည်းတခြားဆိုင်တွေလိုပဲ free flow ပေးထားပါတယ်။ဒါကတော့ရုံးကအလှပကီးတွေနဲ့သွားစားခဲ့တာပါ။ပြပြအချင်းဆက်တာတော့လုံးဝမကျွမ်းပါဘူးပြပြကတော့ဟင်းရည်ကိုမာလာနဲ့မှလိုက်ပါတယ်ကြက်မဲလွှာဆိုလို့ရှိရင်လည်းပိုရှင်းများရလို့ပြောလို့ရတယ်ပြီးတော့လှီးထားတာလေးလည်းထူပါတယ်ဟင်းရည်ရဲ့အရာသာပြပြအနေနဲ့နည်းနည်းလေးပေါ့တယ်ပေါ့နော်ဒါပေမဲ့ကြက်သားမုတ်လေးထည့်ပြီးစားလိုက်တာအဆင်ပြေပါတယ်အချင်းကတော့ကိုယ့်ဘောင်ကိုဆက်တက်တယ်လို့ဆက်ထားတာဆိုတော့ကိုယ့်ပါးစပ်နဲ့ကိုယ်တော့အဆင်ပြေတယ်ပေါ့နော်ဆိုင်ရဲ့ signature homemade အမဲသားလုံးကိုစားကြည့်ခြင်းလို့မှာလိုက်ပါတယ်။သူတို့ကတော့ရှောင်းကောအမဲသားလုံးလို့ခေါ်ပါတယ်။စားကြည့်လိုက်တော့သူကတခြားအသားလုံးတွေလိုမျိုးထုတ်ဖြစ်နေတာလေးတော့မဟုတ်ဘူးပေါ့နော်။အသားကိုကြိတ်ပြီးတော့လုံထားတာဆိုတော့ပါစက်ထဲမှာအရေးပြောသွားတာမျိုးပါ။အရသာလေးကတော့မဆိုးပါဘူးကောင်းပါတယ်။တစ်စင်မှာဆိုရင်တော့ဖြစ်ဖြစ်နံပါတ်9လောက်တော့ပေးပါမယ်။တခြားဆိုင်နေနဲ့မတူတာတခုကချင်မဝူးဖြော်ရည်ပါသူ့ရဲ့ဖြော်ရည်လေးကအချင်းလုံးဝမစူးပါဘူးတော်တော်လေးအဆင်ပြေပါတယ်ဟော့ပေါ့စားပြီးသွားလို့ရှိရင် green ရှင်းတယ်လို့လည်းဖြစ်သွားတယ်ပေါ့နော်တော်တော်လေးအီပြေပါတယ်ဖြစ်ပြီးတော့ကြိုက်ပါတယ်3000ဘူးအထက်စားတဲ့လူတွေအတွက်ဒီကက်လေးလုပ်ပေးပါတယ်ဒီဆိုင်မှာတစ်ခါလာစားရင်3တစ်ခါထူပေးပါတယ်10တုံးလေးပြည့်သွားရင်တော့15ရာခိုင်နှုန်းရပါတယ်17နာရီကနေ4နာရီအတွင်းလာစားတဲ့လူတွေအတွက်လည်း 20% off ရအောင်ပါနော်ဆိုင်ရရှောင်းကိုကိုလေးရဲ့အထူး